ကျွန်တော်ရဲ့ဂျရှူအာဗန်ကြီးကတော့ UFC ရဲ့ပထမဦးဆုံးအရှချန်ပီယံဖြစ်သွားခဲ့ပါပြီဗျခေတဲ့သူတွေမဟုတ်ဘူးမညံဘူးဆိုတော့ကဘာကတော့လုံးဝတိသွားပြီ2000ခုနှစ်နောက်ပိုင်း UFC ရဲ့ပထမဆုံးချန်ပီယံဖြစ်လာခဲ့တဲ့ဂျော်ရှူအာဗန်win နိုင်သွားပြီ Yes နိုင်သွားပြီကွာဂျော်ရှူအာဗန်အသက်24နှစ်နဲ့ကမ္ဘာချန်ပီယံဖြစ်သွားတဲ့ဂျော့ရှူအာဗန်ကိုမြန်မာပြည်သူပြည်သားတွေကဒီအားပေးစကားနဲ့ချီးကျူးစကားတွေဂုဏ်ပြုထားတဲ့ရုပ်သံပြပမတလေးကိုတင်ဆက်ပတ်သက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်မက်ဆေ့ချ်မျိုးတွေသိအောင်လို့ဒီသတင်းလေးကိုလာရောက်ပြီးမျှဝေတင်ဆက်ပေးခြင်းဖြစ်တယ်။ဒါဆိုတော့ကျွန်တော် OP ပါလေးကိုအဆုံးထိအတူလိုက်ပါနားထောင်ကြည့်အောင်ဗျာ။တယ်ဗျာ2000ခုနှစ်နောက်ပိုင်း UFC ရဲ့ပထမဆုံးချန်ပီယံဖြစ်လာခဲ့တဲ့ဂျော်ရှူအာဗန်ကတော့အာရှတိုက်တွေမကဘဲနဲ့မြန်မာနိုင်ငံရဲ့ပထမဆုံးအမျိုးသား UFC ချန်ပီယံဖြစ်တယ်လို့အာရှတိုက်မှာရောအာဆီယံမှာရောပထမဆုံးအမျိုးသား UFC ချန်ပီယံတယောက်ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ပန်လိုချာကိုအခုလိုမျိုးအနိုင်ယူနိုင်လိုက်တာကတော့ UFC Flyweight တန်းအတွင်းမှာဘယ်ကစားသမားမှလုံးမပြနိုင်သေးတဲ့အရာတစ်ခုဖြစ်ပါတယ်။ဒါကတော့ချန်ပီယံဖြစ်ပြီးတဲ့နောက်ပိုင်းမှာလုံးမပြနိုင်သေးရလို့ပြောချင်ပါတယ်။ပန်လိုချာချန်ပီယံဖြစ်ပြီးတဲ့နောက်ပိုင်းမှာပန်လိုချာကိုဒီလိုမျိုးအနိုင်ယူနိုင်လိုက်တာကဂျော်ရှူအာဗန်တယောက်ပဲရှိပါတယ်။ Congratulations မှာဂျော်ရှူအာဗန်ကတော့လက်ရှိချိန်မှာ UFC Flyweight တန်းရဲ့ပြိုင်မက်ကင်းချန်ပီယံတယောက်ဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။ Flyweight ranking အဆင့်1နဲ့ချန်ပီယံ2ယောက်လုံးကိုဖြုတ်ပြီးတော့ Flyweight တန်းရဲ့ချန်ပီယံတယောက်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။နေတကယ်ပဲဒီနေ့တော့ကြောက်ရမို့တော့ဗျာဝမ်းသာလို့ဂျော်ရှူအာဗန်တကယ်ကောင်းတာပါဗျာအဲ့လောက်ကြီးပွဲကိုရှင်းကပ်နိုင်လိမ့်မယ်လို့ကိုမထင်တာဘာပဲပြောပါဒီလိုရလက်မျိုးထပ်ပေါ်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းအောင်မြင်မှုတွေရတဲ့ပထမဆုံးသော UFC ကစားသမားတစ်ယောက်ဖြစ်လာပြီပဲဖြစ်ပါတယ်တကယ်ပဲဂျော်ရှူအာဗန်ကိုအဲ့လောက်ထိထင်မထားဘူးဗျာကောင်းပါတော့သိပြီမယ်ပန်နိုဂျာကိုဒီလိုကြီးလုံးပြလိုက်မယ်လို့ကိုမထင်ထားတာကြည့်ပါဦးဗျာနော်ပြောနေတာတကယ်မှပြောရပါတယ်နော်ဂျော်ရှူအာဗန်win နိုင်သွားပြီဖျားမသားတာကဘာကုံဆောင်နိုင်ခဲ့ပြီဘာလဲ9မိနစ်လောက်မကြာလိုက်ဘူးဟိုက9မိနစ်တော့မကြာလိုက်ဘူးတစ်ချက်ပဲထိုးရသေးတယ်ဟိုတက်ကပြိုင်ဘက်က6နဲ့ကန်တာဂျိုးရှော်လေဂျိုးရှော်6နဲ့ကန်လိုက်တာဟိုပထမတော့10မိနစ်2မိနစ်အတွင်းမှာပဲနော်တစ်ချက်ထိုးတယ်ထိုးပြီးတော့6နဲ့ကန်ချလိုက်တယ်ကန်ချလိုက်ပြီးတော့ဂျိုးရှော်ကအဲ့ဒီကန်လိုက်တဲ့6ကိုကန်ပြီးတော့တိုးထုတ်လိုက်တာတိုးထုတ်တဲ့အချိန်မှာအဲ့ဒီပြိုင်ဘက်ကလဲကြပြီးတော့သူ့ရဲ့လက်တောင်ကအဲ့ဒီကျမ်းပြင်းနဲ့အချိန်ကအရန်ပြင်းတယ်အချိန်ကအရန်ပြင်းတော့လက်ကတောင်ကဒုံးဆိုပြီးတော့တိရမှာအမြင်ကြီးကလည်းပြစ်ကြသွားတော့ပြိုင်ဘက်ကဒီအယိုးကြီးကဖတ်သွားတာ Yes နိုင်သွားပြီကွာဂျော်ရှူအာဗန်နိုင်သွားပြီစက္ကန့်ပိုင်းတော့ဘယ်လိုပဲနိုင်ကွာနိုင်ဖို့အရေးကြီးတယ်ဟောဖြတ်ပြီးတော့မှကိုယ့်ကိုဖြတ်ကန်တာပြုတ်ကြတာဗျာအကြနာသွားတာလက်ကျိုးရတယ်ဒါပေမဲ့ကျွန်တော်ကအခုဒါပြီးပြီးချင်းပြောရဲဆိုတော့သူဘယ်နာလေးကျိုးသွားဆိုတော့သူပြီးမှထုတ်ပြန်လိုက်မယ်သလားစက္ကန့်ပိုင်းပဲကြာတယ်နိုင်သွားတာမလေးဒီဘက်ကိုအားပေးဖို့တော့ဗျာမနိုင်အလုပ်တွေများနေတဲ့ဂျားတွေကမှအားပေးတာဂျော်ရှူအာဗန်ရှယ်ပဲကွာကျွန်တော်မြန်မာပြည်သက်တွေကတော့ရှယ်ပဲကျွန်တော်ကြည့်တာကျွန်တော် line တွေရှာအကောင်းဆုံး line ကိုလိုက်ရှာတော့ကျွန်တော် friend တွေကအများကြီးပဲဗျာကျွန်တော်လာပြီးပို့ကြတာကျွန်တော်ကြည့်တာတချို့ဆိုလို့ရှိရင်ဒါအလုပ်တော့မလုပ်ဘဲနဲ့ဟိုဒါအလုပ်ပြစ်ပြီးတော့မှဒါကြည့်တာเนาะဒါသူတို့TV ကြည့်ရတဲ့ဟာတော့သူ dialect ပြစ်ပြီးတော့မှကြည့်တာဒီပွဲကိုစောင့်နေတာအကြာကြီးပဲတန်နေပြန်ဂျော်ရှူဒါဘယ်လိုပဲနိုင်ဗျာကျွန်တော်လိုချင်တာကတော့ဒါပွဲကိုဆက်ရှည်အောင်ဆွဲပြီးတော့မှထိုးတာလိုချင်တာဗျာဒါကျွန်တော်မြန်မာပြည်သက်ကတကယ်ကိုကျွန်တော်သဘောကျတယ်ဘာလို့ဒါအောင်လာတော့ကလည်းအောင်လာမလို့ဒါတန့်စင်တော့ကလည်းတန့်စင်ကရှုံးလို့ဒါဟိုဖြစ်တာတန့်စင်ကလည်းတော်အားပေးကြတာကျွန်တော်မြန်မာပြည်သက်ကတော့တကယ်ကျွန်တော်ချစ်ကျူးတယ်ဆိုတော့အဓိကဗျာအားကစားမှာဒါလက်ဝဲပဲဖြစ်ဘောလုံးပဲဖြစ်ဘယ်နေရာပဲလာတာဗျာတကယ်လုံနိုင်ဖို့ပဲမြန်မာပြည်သက်ကတော့ပါပြီးသားအခုဂျော်ရှူအာဗန်ဆိုတကယ်မြန်မာပြည်သက်ရှယ်ပဲရှယ်အများကြီးရတာလေဆိုတော့ကျွန်တော်အားပေးတယ်ကြိုက်တယ်ဒီကောင်လေးကိုလေတကယ်ကြိုက်တယ်ဆိုတော့ဂျော်ရှူအာဗန်အားပေးတယ်အားပေးကြတယ်ပြောကြပါဦးဂျော်ရှူအာဗန်ကိုဆက်လက်ပြီးတော့မှလည်းကျိုးသားပါအောင်လို့ပြောပေးခြင်းနဲ့တွေမဟုတ်ဘူးမညံဘူးဆိုတော့ကဘာကတော့လုံးဝတိသွားပြီဘယ်လိုကြည့်ရဆိုလို့ရှိရင်စံချိန်တွေအများကြီးနဲ့ကိုတိသွားတာပါလက်ရှိမှာကျွန်တော်တို့မြန်မာပြည်ဝချင်းတိုင်းသားဂျိုရှူအာဗန်ကတကဘာလုံးမှာအကြီးကျယ်အခမ်းအနားဆုံးသော Mixed Martial Arts ပြိုင်ပွဲကြီးဖြစ်တဲ့ UFC မှာကျွန်တော်တို့ဘရာဇီးနိုင်ငံသားပန်တိုဂျာကိုအလဲထိုးပြီးတော့သူ့အနေနဲ့26စက္ကန့်နဲ့ရွှေကပတ်ကိုသိမ်းပိုက်ပြသွားပြီပဲဖြစ်ပါတယ်ဆိုတော့ New Flyweight Champion ဂျိုရှူအာဗန်တကယ်ကို congratulations ပါမြန်မာတကယ်တော်ပါတယ်ဗျာနော်မြန်မာလူမျိုးတွေရဲ့ဂုဏ်သိက္ခာနဲ့မြန်မာနိုင်ငံကိုပါကဘာကတိအောင်စွမ်းဆောင်ပြတဲ့အတွက်တကယ်ကိုမှ congratulations ပါတကယ်ကိုဂုဏ်ယူမိပါတယ်နောက်တစ်ခုဂျိုရှူအာဗန်ကလက်ရှိ UFC ရဲ့တမိုင်းတစ်လျှောက်လုံးမှာဒုတိယဆုံးအသက်အငယ်ဆုံးချန်ပီယံဖြစ်လာတယ်နောက်တစ်ခုကပထမဦးဆုံးတကဘာလုံးမှာနော်တကဘာလုံးမှာပထမဦးဆုံးသောအာရှချန်ပီယံ
အာရှပြည်ကနေဖွာတဲ့ချန်ပီယံဖြစ်နေတမိုင်းဝင်သွားပါပြီဆိုတော့တမိုင်းတစ်ကတကယ်ကိုမှဂုံယူစရာအရန်ကောင်းလုံးပါတယ်တကယ်ကိုမှကျွန်တော်ပြောမပြတဲ့အောင်ဝမ်းသာမိပါတယ် တော်နာမည်ကြီးသွားပြီဗျာနော် ခုနကပဲကျွန်တော်ဗီဒီယိုကောခေါ်ပြီးတော့တင်ငယ်ချင်းတွေလည်းအကုန်အပျော်တွေကူးဆက်ကြတယ်ပေါ့နော်တကယ်ကိုမှပျော်ရွှင်ရပါတယ်ဆိုတော့မိတ်ဆွေတို့ ထပ်တူဝမ်းသာရပါတယ် ပျော်ကြလားဆိုတော့ကျွန်တော်ကတော့တကယ်ပျော်ပါတယ်အဲ့တော့ဘလို့နေလဲဆိုတာတွေတော့ကျွန်တော်အရန်သိကျင်တယ်ကွန်မန့်တွေမှာကျွန်တော်ဝေမျှခဲ့ကြပါမြန်မာလူမျိုးတယောက်အနေနဲ့တော့ဒီနေ့ကတော့အတိုင်းစားမသိကိုပျော်ရွှင်မိပါတယ်ဗျာတကယ်ပါ အမှန်တရားနော် တက်တာပါကျွန်တော်ဂျမန်နိုင်ငံနဲ့မဆိုင်ပေမဲ့လည်းဒါတွေကကျွန်တော်မြန်မာလူမျိုးတယောက်ဖြစ်တဲ့အတွက်အရန်ကိုမှပျော်ရွှင်ဝမ်းသာပီတိဖြစ်မိလို့တင်တာပါခင်ဗျာဆိုတော့အနှောက်အယှက်ဖြစ်သွားရင်လည်းတောင်းပန်ပါတယ်ဗျာစိတ်ထဲမှာထားကြပါ ပေါ်မှာ Joshua Van နဲ့ Ariel Helwani တို့ရဲ့ interview တက်တယ်။အဲ့ဒီမှာကျွန်တော်အံ့ဩတာတစ်ခုက Joshua Van ကအခုလာမဲ့တနင်္ဂနွေဒီဇင်ဘာ9ရက်နေ့မှာကစားမဲ့ပွဲအတွက်သူ့မှာဘာ game plan မှမရှိဘူးဘာမှမပြင်ဆင်ထားဘူးဆိုပြီးမှပြောတယ်။ပုံမှန်အားဖြင့်ဆိုရင်ကစားသမားတွေက game plan ကိုစီရှိကြတယ်ဒီပွဲပေါ်မူတည်ပြီးမှပေါ့။ဒါပေမဲ့ Joshua Van မှာမရှိဘူးလို့ပြောတယ်။ Van ပြောတာကအမှန်တိုင်းပြောလို့ရှိရင်လည်းကျွန်တော်ကဒီပွဲအတွက်ဘာ game plan မှမရှိဘူး။ game plan ဆိုတာမျိုးကပွဲမတိုင်ခင်တော့အမျိုးမျိုးပြင်လို့ရတယ်ဒါပေမဲ့တကယ်တမ်းတန်စကာကွင်းထဲလဲရောက်ရောကိုပြင်ထားတဲ့ game plan နဲ့တခြားစီဖြစ်သွားတတ်တယ်အဲ့တော့ကြောင့်ကျွန်တော်ကဘာ game plan မှမပြင်ထားဘူးပန်တိုချာအနေနဲ့ဘလို့ game plan ဘလို့အခြေအနေမျိုးတွေပဲလာကျွန်တော်ကသူ့ကိုတုံးချီအတွက်အလဲထိုးဖို့ပြင်ဆင်ထားတယ်ဆိုပြီးမှကြုံရသွားတယ်အဲ့တော့ Joshua Van အနေနဲ့ပန်တိုချာကိုနိုင်ခဲ့လို့ရှိရင်အာရှတိုက်ရဲ့ပထမဦးဆုံးအမျိုးသား UFC ချန်ပီယံဖြစ်မယ်အဲ့အတင်မဟုတ်ဘူး UFC ရဲ့ဒုတိယမြောက်အသက်အငယ်ဆုံးချန်ပီယံလည်းဖြစ်မယ်ပထမမြောက်က John Jones အသက်23နှစ်နဲ့ချန်ပီယံဖြစ်တယ်အဲ့တော့ ဟုတ်ကဲ့ပါမျိုးတွေကျွန်တော် OP ဖန်လေးကဒီလောက်ပါပဲဒီဗီဒီယိုဖန်လေးကိုကြည့်ပြီးတော့လေးမှလည်းဝမ်းသာဂုဏ်ယူပို့ကောင်းလို့အသက်24နှစ်နဲ့ကမ္ဘာချန်ပီယံဖြစ်သွားတဲ့ Joshua Van ကိုတကယ်မှလေးစားဂုဏ်ယူပြီးတော့ဒီအတူယူသိမ်းပါတယ်ဟုတ်ပါကျွန်တော် OP ဖန်လေးကဒီလောက်ပါပဲမျိုးတွေရဲ့ဒီမီစာချက်နဲ့အပိတ်ချီကျူးမှုစကားသံလေးကိုလည်းကျွန်တော်ရဲ့ comment မှာမှတ်ချက်ရေးပေးကြလိမ့်လို့ဝေဖန်ချက်ပြုနိုင်ပါဗျနောက်ထပ်သတင်းတွေရရှိလို့ရှိရင်အထပ်မှန်တိဆက်ပေးပါမယ်ကျွန်တော် channel နဲ့ဘိုးသူရရဲ့အကြောင်းနဲ့ Sally သတင်းတွေကိုမြဲတိဆက်ပေးမှာပို့ကျွန်တော် channel like နဲ့ comment လိုက်ဆိုတဲ့ဘေးနဲ့ notification လေးပါနှိပ်ခဲ့ပေးဖို့ဒါဆွချင်ပါတယ်ကျွန်တော် channel နေ့စဉ်နဲ့မှကြည့်ရှုအားပေးနေတဲ့ viewer တွေချင်းနေကြည့်များတင်ပါတယ်နောက်ထပ် video မှာပြန်ဆောင်ကြမယ်တရာ